ရောက်တာနှစ်စိတ်လောက်ပဲရှိတယ်ဘာမခုရဘူးလို့ဆိုင်ဖို့လေဆွဲချရုံနဲ့လုံးကြုံလားဘာဆိုင်သူကိုတေးကြပြီးရလားညို့နွမ်းမဲ့သဘောတရားလေးမဲ့မထားနဲ့တနေ့ဘယ်မှာလာထိုင်နေလဲဘယ်ကျွေးပါလဲGod's